2026ခုနှစ်နော်ဖေဖော်ဝါရီလ9ရက်နေ့ပေါ့နော်9ရက်နေ့ကျမရဲ့မိဘပြည်သူတွေကိုကျမမျှော်လင့်ဆောင်စားနေတဲ့နော်သတင်းလေးတွေသိရအောင်ကျမအခုတက်လာခြင်းဖြစ်ပါတယ်ဒီကနေ့နော်ဒီကနေ့9ရက်နေ့9ရက်ဖေဖော်ဝါရီလ2026ခုနှစ်မှာဒီနေ့ကျမတို့တရားရုံးချိန်မှာတောင်တကုံပေါ့နော်တောင်တကုံတရားရုံးချိန်မှာကိုစော်ဘုန်းရင်ကိုကျမဒေါ်မမိုးခိုင်ကဆွဲထားတယ်ပမြင်းဆောင်358နော်ပ358မြင်းဆောင်2025 66ဂါကြီးအမှုတရားရုံးချိန်မှာဒီကနေ့တရားသူကြီးကအမိန့်ချလိုက်ပါပြီကိုစော်ဘုန်းရင်ကနော်ပ358မြင်းဆောင်2026 66ခါကြီးနဲ့ကျမတို့မူးခိုင်ဆွဲထားတဲ့အမှုကိုဒီကနေ့ထောင်နဲ့2နှစ်เนาะထောင်နဲ့2နှစ်နဲ့အမိန့်ချလိုက်ပါပြီဆိုတော့အကြောင်းကိုကျမရဲ့မိဘပြည်သူများသိရှိစေရန်ကျမဒီအရာလေးကိုအသိပေးပြောကြားခြင်းဖြစ်ပါတယ်เนาะဒီကနေ့ကျမတို့တောင်တကုံတရားရုံးချင်းအမှုပြီးသွားပါပြီเนาะ fighting အလကားရတဲ့လေကိုတဲ့เนาะအလကားရတဲ့လေကိုထိမ့်ထိမ့်သိမ့်သိမ့်နဲ့ပြောဆိုရတယ်ဟုတ်လားနေထိုင်ရတယ်ဥပဒေနဲ့အညီနေထိုင်ရတယ်နော်အလကားရတဲ့လေကိုအသုံးပြုပြီးတော့ပြောဆိုတဲ့အခါမှာနော်ပုံမှန်900တွေ66ဂါကြီးတွေလကားပေါ်ထွန်းလာတာမဟုတ်ဘူးနော်လကားရတဲ့လေကိုအသုံးပြုပြီးပြောလိုက်တဲ့နေရာမှာပုံမှန်900တွေ66ဂါကြီးတွေနဲ့ညီစွန်းသွားနိုင်မယ်ဆိုတဲ့အကြောင်းနော်ညီသူကနေညီသူကိုမှမိုက်ရိုင်းဆိုင်စွာဆဲဆိုစော်ကားပိုင်ခွင့်မရှိဘူးဂုံတိတ်ခါကိုထိခိုက်အောင်ပြောဆိုပိုင်ခွင့်မရှိဘူးဆိုတဲ့အကြောင်းကိုနောက်လူတွေနော်အခု social media ပေါ်မှာအသုံးပြုနေတဲ့သူတွေနော်မိဘပြည်သူတွေစံနမူနာအဖြစ်သိရှိစေရန်ကျမဒေါ်မမိုးခိုင်ကယနေ့နော်ကိုစော်ဖုံးဝင်းကကျမဥပဒေနဲ့အညီလှုပ်ဆောင်လိုက်ပါပြီเนาะဒါကိုစံနမူနာအဖြစ်ကျမလှုပ်ဆောင်ပြလိုက်တာပါเนาะကျမတို့ရဲ့မိဘပြည်သူတွေဒီဟာကိုအထူးဂရုစိုက်ကြဖို့เนาะညီသူကိုမှစော်ကားပိုင်ခွင့်မရှိဘူးအဲ့ဒီတခြားတူဇုံတယောက်အဖွဲ့အစည်းเนาะလူပုဂ္ဂိုလ်တွေကိုရိုင်းဆိုင်မိုက်ရိုင်းနော်ဂုံတိတ်ခါကိုထိကိုက်စော်ကားထိကိုက်စေမဲ့အရာမျိုးကိုစော်ကားပိုင်ခွင့်မရှိဘူးဆိုတာကိုကျမဒီကနေ့တက်တည်ပြလိုက်တာပါအလကားရတဲ့လေကိုအသုံးပြုပြီးတော့ဟာလားအာချောင်နေတဲ့သူတွေနော်တတိထားအာချောင်နေတဲ့သူများနော်အလကားရတဲ့လေကိုအလကားရပေမဲ့အဲ့ဒီလေကိုအသုံးချပြီးတော့သူများကကိုအခုဆိုရှယ်မီဒီယာပေါ်မှာလေလိုင်းပေါ်မှာအာချောင်နေတဲ့လူတွေအထူးတတိထားပါနော်ပုံမှန်900တွေ66ဂါကြီးတွေဆိုတာအလကားမဟုတ်ပါဘူးဒီကနေ့ကိုစော်ဘုန်းရင်ကိုထောင်နဲ့2နှစ်အမိန့်ချလိုက်ပါပြီနော်အရင်ကိုစော်ဘုန်းရင်ကိုတောင်တကုံတရားရုံးမှာအမိန့်ချလိုက်ပြီတယ်ဗျာနော်ဒေါ်မမိုးခိုင်ကကိုစော်ဘုန်းရင်ကို66ကကြီးနဲ့ဆွဲတယ်အဲ့တော့အမိန့်ချတယ်တဲ့ထောင်တာ2နှစ်တယ်ဗျာထောင်တာ2နှစ်တယ်ဗျာအဲ့တော့66ကကြီးဆိုတာအများဆုံးမှ2နှစ်ချလို့ရတာအများဆုံး2နှစ်ချဆိုတော့အများဆုံးအမြင့်ဆုံးပြစ်ဒဏ်ချလိုက်တာပေါ့ဗျာနော်အများဆုံး2နှစ်ချလို့ရတယ်66ကကြီးဆိုတော့1လချလဲရတယ်2လချလဲရတယ်ဒဏ်ငွေရိုက်လဲရတယ်နော်ဒဏ်ငွေနဲ့လည်းပြီးတယ်အခုကျွန်တော်ကြားနေတာကတော့ဒီကျွန်တော်တို့ဒီ public ချင်းပေါ့အရသာချင်းဖြစ်ကြတယ်ဆိုရင်အများပြဒဏ်ငွေလောက်ပဲရိုက်တယ်ဗျနော်အခုကတော့ကိုစော်ဘွဲကို2နှစ်ချလိုက်တယ်ဗျာနော်2နှစ်ချရတယ်နော်2နှစ်ချလိုက်တယ်တော့ဘုခိုင်ဆွဲလို့ဟာလား2နှစ်ချရတယ်နော်အဲ့တော့ပြောရမှာဆိုခင်ဗျားတို့ပြောဆိုအမျိုးသားရေးသမားအချင်းချင်းတွေပါပဲဗျာတမတော်ထောက်ခံသူအချင်းချင်းတွေပါပဲနော်အဲ့ဒါဖြစ်ကြပြီးတော့ဟာလားတယောက်ရန်ဖြစ်ကြဆဲဆူကြပြီးတော့ဟာလားအမျိုးသားရေးအမျိုးချစ်ဆိုပြီးတော့ဘာအမျိုးချစ်တွေလဲဗျာနော်အမျိုးချစ်ဆိုတာဟာလားချစ်ချင်းမေတ္တာဆိုတာခွေလွတ်နိုင်ရတယ်လေနော်ဘာခွေလွတ်နိုင်လဲခင်ဗျားတို့နော်ကိုစော်ဘုန်းကြီးလည်းကျွန်တော်ကိုပြောခဲ့တာပဲရစရာမရှိဘူးယောက်ျားဖာတယ်ပါညာသူ့ကျွန်တော်တခေါမှကျွန်တော်မဆဲဘူးနော်ကျွန်တော်ယောက်ျားဖာတယ်ထိပြောတာသူ့အဖေရွယ်လောက်ရှိတယ်နော်ကျွန်တော်တိတ်ခါကြတော့ဗျာယောက်ျားဖာတယ်ဒီဖိုးကြီးအမျိုးစုံဆဲတာဒီလူဆဲတာလည်းတော်တော်နာဖို့တော့ကောင်းတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာအမျိုးချစ်လေချစ်လာစွာသောမြန်မာများလေမြန်မာဆိုတာအားလုံးမြန်မာတိုင်းရင်းသားမြန်မာနိုင်ငံသားမြန်မာတွေပဲအကုန်လုံးချစ်လာစွာတော့မြန်မာကိုမြန်မာကိုချစ်တယ်ဆိုပြီးတော့ဗျာခင်ဗျာကိုဒီလောက်ပြောရုံလို့ဗျာခင်ဗျာကျွန်တော်ကိုစော်ဘုန်းကြီးတရားဆွဲเสียလားဗျာယောက်ျားဖာတယ်ပြီးတော့ဘာပဲပြောပေါ့ဗျာခင်ဗျာကျွန်တော်66နဲ့ဆွဲเสียလားအဲ့ဒါမှချစ်ချင်းမေတ္တာဆိုတာခွင့်လွတ်နိုင်မှာဗျာမေတ္တာဆိုတာခွင့်လွတ်ခြင်းပဲ
အမျိုးချစ်လည်းပြောတယ်ဟာဖြစ်လာရင်ထောင်ချလိုက်ဖြစ်လာရင်တရားစွဲမယ်အပြစ်ကိုမြင်လဲဒီလူကိုထောင်ချလိုက်ဟိုလူကိုထောင်ချလိုက်လက်လျှောက်ပြီးတော့ဟုတ်လားဘာအမျိုးချစ်လဲခင်ဗျားတို့အလကားအမျိုးချစ်တယ်ကိုယ့်ကိုယ်ပဲချစ်နေကြဟုတ်တော့လားကိုယ့်ကိုယ်ပဲချစ်နေကြတာခင်ဗျာအဲ့တော့အမျိုးကိုချစ်တယ်ဆိုတာအပြစ်ကိုခွင့်လွှတ်နိုင်ရမယ်အပြစ်ကိုမြင်ရင်လည်းအပြစ်ကိုခွင့်လွှတ်နိုင်တဲ့ပြင်အပြစ်ကိုမြင်ရင်လည်းပြုပြင်ပေးနိုင်ရမယ်ဟာဒါလေးတော့မပြောသေးဘူးသူ့ကိုတဖြည်းဖြည်းပြုပြင်ပေးနိုင်ရမယ်ဟုတ်လားပြုပြင်ပေးတယ်ဆိုတာသူ့ကိုဟုတ်လားပြောသိရင်လည်းပြောလိုက်ရမယ်ကိုယ်မုန်းမစေနော်ဘာမှရေးယူစရာအကြောင်းမရှိဘူးကိုယ်မုန်းဆိုတာဒါတော့မလုပ်သင့်ဘူးဟုတ်လားကျွန်တော်ရဲ့ကိုစော်ဘောင်းနဲ့မမိုးခိုင်နဲ့ဖြစ်တဲ့အချိန်မှာကျွန်တော်ကလည်းထောင်ထဲမှာဗျကြားတယ်သတင်းတွေကအဲ့မှာကိုမိုက်ကယ်ကျော်မြစ်ကယုံထွက်နေရတော့အပြင်မှာသူအမှုရှိယုံထွက်တော့ तू ပြန်ပြောပြတယ်ဗျအဲ့မိုးခိုင်နေတဲ့ဇော်ဖိုးင်းနဲ့ဖြစ်နေကြပြီတဲ့ကိုမိုက်ကယ်ကျော်မြစ်ကကျွန်တော်ကိုပြောတယ်ကျွန်တော်ကလည်းထောင်ထဲမှာတကယ်လို့ကျွန်တော်အပြင်မှာရှိရင်တော့ကျွန်တော်ပြောမှာနော်ကိုဇော်ဖိုးင်းလွန်ရင်လည်းကိုဇော်ဖိုးင်းကိုကျွန်တော်ပြောမှာပဲဘာလို့ तू လွန်တယ် तू အပြစ်ရှိရင်ကျွန်တော်တို့ကပြုပြင်ပေးရမှာဟုတ်လားဟိုတခါလဲကိုအောင်မင်းနဲ့ကိုစော်ဘုန်းကြီးနဲ့ဖြစ်ကြတယ်ဟုတ်လားကျွန်တော်ပြောတာပဲကိုအောင်မင်းခင်ဗျာအဲ့လိုတော့မပြောနဲ့ပါညာဆိုဟုတ်လားပြောတော့ဟုတ်လားကျွန်တော်တို့ကိုအောင်မင်းနဲ့ပွဲဖြစ်ပြီဒီပွဲကလည်းပြီးသွားတာပဲနော်အဲ့လိုဂျားကနေဝင်ပြီးတော့ဟုတ်လားလွန်တဲ့ဘက်ကိုပြောရမှာပေါ့ဥပမာကိုစော်ဘုန်းကြီးကဒေါ်မိုးခိုင်ကိုဆဲတာလွန်တယ်ဆိုရင်လည်းကိုစော်ဘုန်းကြီးကိုကျွန်တော်တို့ကပြောရမှာပေါ့ဗျလွန်တဲ့ဘက်ကိုဟုတ်လားမိမသားတယောက်ဒီလိုမဆဲနဲ့ပါညာဝင်ပြောလိုက်ဒီပွဲပြီးသွားမှာလားအပြစ်ကိုမြင်ပြုပြင်ပေးရမယ်ခင်ဗျားတို့အပြစ်ကိုမြင်လည်းမပြုပြင်ပေးဘူးဟုတ်လားအပြစ်ကိုမြင်လည်းမပြုပြင်ပေးဘူးနောက်တစ်ခါအပြစ်ကိုမြင်ထောင်ချခြင်းတယ်အဲ့ဒါဘာမျိုးချစ်တယ်လဲခင်ဗျားဘာမျိုးချစ်လဲခင်ဗျားတို့ကိုခင်ဗျားတို့ပဲချစ်ပြီးတော့ခင်ဗျားတို့အဲ့လိုနေကြတာခင်ဗျားတို့ဘာမှအမျိုးချစ်တယ်အမျိုးသားရေးလာမပြောနဲ့ဟုတ်လားပြောတော့အမျိုးသားရေးအမျိုးချစ်အလကားဟာတွေဝတ်ထောင်နဲ့ဆိုတာနဲလားဗျာခင်ဗျာထောင်နဲ့ဆိုတာခင်ဗျာထောင်ထဲမှာတရက်နေတော့တော်ခင်ဗျာဒုက္ခခံရတယ်နှစ်နှစ်ဖြတ်သန်းရမယ်ဆိုနဲလားအဲ့နှစ်ဆတရက်ကမျောကြဆိုပြီးတော့ဟောတာပြည်တယ်အဲ့နှစ်ဆတရက်ကတော့ခင်ဗျာဘိုင်နေနဲ့လွတ်မှသူကလွတ်မှသူကိုစော်ပိုင်းဆိုဟိုလက်နက်မှုကဟာလား9နှစ်လက်နက်မှုက9နှစ်လားကားဝတ်တော့မှုက3နှစ်8နှစ်အခုဒီနှစ်နဲ့ထပ်ပေါင်း10နှစ်ဖြစ်နေပြီဗျ10နှစ်ဖြစ်နေပြီနှစ်စတရမှာပေးရင်ထုံးစံတိုင်းဆို4ဘုတ်တစ်ဘုတ်ပေးတယ်ဗျာအများဆုံးပေါ့တခါတည်းက6ဘုတ်တစ်ဘုတ်ပဲပေးတယ်မနေ့ကဆို6ဘုတ်တစ်ဘုတ်ပဲပေးတယ်ပြည့်တယ်4ဘုတ်တစ်ဘုတ်6ဘုတ်တစ်ဘုတ်ဆိုခင်ဗျာဘယ်လောက်ရမလဲနောက်တစ်ခါလက်နက်မှုတွဲထားရင်မပေးတာလည်းရှိတယ်ဗျအခုပေးတဲ့6ဘုတ်တစ်ဘုတ်တွေကလက်နက်မှုတို့ဘာလို့တွဲထားရင်မပေးဘူးဗျကိုမှုတွဲမှာလက်နက်မှုပါရင်6ဘုတ်တစ်ဘုတ်လည်းမရဘူးသူကလာတဲ့ကလူသားမှုလက်နက်မှုဟုတ်လားမဒိန်မှုပါဟုတ်လားအဂတိမှုအဲ့ဒီအမှုတွေမှာအပဆိုပြီးတော့အဲ့တော့ကိုစော်ဘောရဲ့အမှုတွဲထဲမှာလက်နက်မှုပါနေတယ်လက်နက်မှုပါနေတော့အဲ့ဒီအပနဲ့ထိသွားရင်ခင်ဗျာ4ဘုတ်တစ်ဘုတ်တော့မရဘူးဒါကျွန်တော်ထောင်ထဲမှာနေလို့သိတာ4ဘုတ်တစ်ဘုတ်ရတဲ့ထားအောင်ခင်ဗျာသူအခုက10နှစ်တောင်ဖြစ်နေပြီ10နှစ်4ဘုတ်တစ်ဘုတ်သူရရင်2နှစ်ခွဲပဲရအောင်အများကြီးနေရအောင်မယ်တနာပါတယ်ဗျာခင်ဗျားတို့လူတယောက်ကိုဟုတ်လားတော်တော်ဂရုဏာဖြစ်ဖို့ကောင်းတယ်အမိတ်ချတာလည်းတော်တော်မြန်တယ်ဗျာကျွန်တော်ကလည်းအမိတ်ချတာလိုသေးတယ်ပဲကျွန်တော်ထင်နေတာကျွန်တော်လည်းကြိုက်ထုံမှာဆိုတော့မရောက်ဖြစ်ဘူးဗျာသူ့စီလဲနောက်သူ့ကိုထောင်ဝင်စာတွေးလို့လည်းမရဘူးကျွန်တော်တခါအင်းစိန်ရောက်တယ်ထောင်ဝင်စာဆိုတော့အခုတော်တော်ခက်တယ်အိမ်တော်စုစည်ရင်းထဲမှာပါမနော်ထောင်ဝင်စာတွေးလို့ရတယ်ဆွေမျိုးသားချင်းတော့ထောင်စာတွေးလို့မရဘူးဗျဒီလိုမိတ်ဆွေချင်းချင်းဆိုပို့ဆိုးတယ်အိမ်တော်စုစည်ရင်ထဲမှာပါမထောင်စာတွေးလို့ရတယ်ဒါတော့တစ်လားတစ်ခါပဲရတာဟုတ်သူယုံချင်းကြပြန်တော့လေကျွန်တော်ကကြိုက်ထုံမှာပြက်နေတယ်တော်တော်ခက်ပါတယ်ဗျာခင်ဗျာတော်တော်ဟိုလာဖြစ်ဖို့ကောင်းတယ်ဗျာနော်သူခင်ဗျာအခုဆို
အခုနှစ်နှစ်ထပ်ပေါင်းတော့10နှစ်ဖြစ်သွားပြီပေါ့ဗျာလက်နဲ့မှုကငါလက်နဲ့မှုကဘယ်လောက်လဲ9နှစ်လားဟိုကကာဝတ်တော့က2နှစ်လား3နှစ်လားအော်3နှစ်8နှစ်အခုတက2နှစ်ထပ်ပေါင်းတော့10နှစ်ဖြစ်သွားပြီပေါ့ဗျာဟို905တော့သူလွတ်သွားတယ်အဲ့ဒါပဲဗျာခင်ဗျားတို့တွေဗျာကျွန်တော်လည်းဒေါ်မိုးခိုင်ပြောတာပဲကြေအေးပေးလိုက်ပါဒါကြေအေးပေးလို့ရတဲ့အမှုပဲဘယ်နဲ့ဗျာခင်ဗျားတို့မျိုးချစ်တယ်ဆိုတာဘာမျိုးချစ်လဲခင်ဗျားတို့အမျိုးသားကြီးဆိုတာဘာအမျိုးသားကြီးလဲခင်ဗျားဒါတွေကဟုတ်လားကိုလူမျိုးကိုချစ်ရင်ဒီအပြစ်လေးတွေကခွင့်လွတ်နိုင်ရမှာပေါ့ချစ်ချင်းမေတ္တာဆိုတာဘာလဲချစ်ချင်းမေတ္တာဆိုတာခွင့်လွတ်နိုင်ခြင်းပဲလေကိုလူမျိုးပေါ့ချစ်ချင်းမေတ္တာထားရဆိုရင်ကိုကိုဒါလေးပြောတယ်ခွင့်လွတ်ပေါ့ဗျာခင်ဗျားဒါကျွန်တော်ကမခံရလို့ပြောတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းခံရတာပဲကိုစော်ဘုန်းကြီးကျွန်တော်ဆဲရတာရစရာမရှိဘူးနော်ပြောတာမှဘာဖြစ်လဲဘာဖြစ်နောက်သူနဲ့ကျွန်တော်ခင်ခင်မင်မဲဟုတ်လားမေတ္တာထားလိုက်ပြီးသွားရောဗျာတယောက်ချစ်ချစ်ခင်ခင်အောင်ဖြစ်နေတယ်နောက်သူဆဲပြီးပါညာနောက်သူနဲ့ကျွန်တော်လည်းဘာမှဖြစ်ပါဘူးဗျာကျွန်တော်ပြင်ဦးလွင်ထိသွားပြီးတော့သူခေါ်လို့ဟုတ်လားတူစားတော့ပြီးဟုတ်လားကျွန်တော်လည်းကြောကောင်းသေးတွေဝယ်ပြီးသူကလည်းမုတ်တွေဝယ်ပြီးကားပေါ်မှာခင်ဗျာကျွန်တော်လိုက်တွေရိုက်ပြတာပဲခင်ဗျာအဲ့လိုဖြစ်ရမှာပေါ့ဗျာကိုလူမျိုးချစ်တယ်ဆိုတာခင်ဗျာတယောက်ပါလဲထောင်ချလိုက်တရားစွဲမယ်ဒါပဲခင်ဗျားတို့အဲ့ဒါမျိုးချစ်မဟုတ်ဘူးခင်ဗျားတို့မဟုတ်သေးဘူးဗျအေးနှစ်ဆန်တရားနေကြရင်ဘိုင်နှိမ့်နဲ့လွတ်ပါစေပဲကျွန်တော်တို့ဆွတောင်းဒါပဲရှိတော့တယ်နော်ဘိုင်နှိမ့်ဆိုတာဘလောက်ပဲဖြစ်ဟုတ်လားနိုင်ငံတော်ကြီးကဘိုင်နှိမ့်နဲ့လွတ်ပြီးတော့ရတယ်အဲ့၄ဘုတ်တစ်ဘုတ်ဆို तू မလွတ်သေးဘူး